သူမမှာငယ်ငယ်ကလေးကထူးခြားတဲ့အစွမ်းတစ်ခုရှိခဲ့ပါတယ်။အရာအလုံးကိုကုသပေးနိုင်ုံတင်မကပဲအပင်တွေပြောတဲ့စကားကိုပါနားလည်နိုင်စွမ်းရှိတာပါ။ဒါပေမဲ့တခြားကလေးတွေကတော့သူမကိုထူးဆန်းတဲ့မိန်းကလေးတစ်ယောက်လိုမြင်ပြီးကြောက်ကြတာကြောင့်ဆေးရုံဆန်နတော်ရုံမှာသူမမှာကစားဖို့တငယ်ချင်းရဲ့လူတစ်ယောက်မှမရှိခဲ့ပါဘူး။တရက်မှာတော့ဆေးရုံကိုအသေးရောက်လာတဲ့ကောင်လေးတစ်ယောက်ကိုသူမတွေ့လိုက်ရတယ်။သူမကဝမ်းသာအားရသွားနှုတ်ဆက်ပေမဲ့ကောင်လေးကတော့လုံးဝအဖက်မလုပ်ပါဘူး။အဲ့ဒီအချိန်မှာပဲမြေကြီးပေါ်ကပရွက်စိတ်လေးတွေအော်ဟစ်အကူအညီတောင်းနေတဲ့အတန်ကိုသူမကြားလိုက်ရတဲ့ကောင်လေးကတုတ်ချောင်းနဲ့ပရွက်စိတ်တွေကိုထိုးဆွနေတာကြောင့်မလုပ်ပါနဲ့လို့သွားတာပေမဲ့လည်းကောင်လေးကမကြားသလိုပဲနေခဲ့ပါတယ်။သူမကအတင်းဝင်တာဖို့လုပ်တဲ့အချိန်မှာပဲကောင်လေးရဲ့နောက်ွယ်ကနေတက်တော်ဆောင်ဖွဲ့ကြီးရုတ်တရက်ရောက်လာတာကြောင့်သူမလန့်ပြထွက်ပြေးခဲ့ရတဲ့အဲ့ဒီအချိန်ကစပြီးအဲ့ဒီကောင်လေးကိုလူဆိုးလေးလိုပဲသူမတတ်မှတ်လိုက်ပါတော့တယ်။ဒါပေမဲ့မကြခင်မှာပဲဆေးရုံခန်းတစ်ခန်းထဲကနေငိုတန်လိုကြားရတာကြောင့်သူမသွားကြည့်မိတယ်။အဲ့ဒီမှာပဲကောင်လေးရဲ့ခွေးလေးဒဏ်ရာရနေပြီးသူဘာလို့ရမှန်းမသိဖြစ်နေတာကိုတွေးလိုက်ရတာပါ။သူမလည်းစိတ်မကောင်းဖြစ်ပြီးခွေးလေးရဲ့ဒဏ်ရာတွေကိုသူမရဲ့ကုသခြင်းအစွမ်းနဲ့ချက်ချင်းကုပေးလိုက်ပါတယ်။ခွေးလေးအကောင်းတိုင်းပြန်ဖြစ်သွားတာကိုမြင်တော့ကောင်လေးမှာအံ့အားမြင်သက်သွားရရှာတယ်။အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။မပြေဆုံးခဲ့တဲ့ဂတိစကားတရက်မှာတော့မိန်းကလေးကအကောင်လေးကိုဘာဆူတောင်းချင်လဲလို့မေးမိတယ်။ကောင်လေးကသူပြန်မတ်တက်ရက်ချင်တယ်ကျမ်းမာတဲ့ခြေထောက်တစ်စုံရှိချင်တယ်လို့ပြောပြခဲ့ပါတယ်။ဒါကိုကြားရတဲ့အခါသူမကကောင်လေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။သူမရဲ့အစွမ်းတွေကိုစုစည်းပြီးကောင်လေးရဲ့ခြေထောက်တွေကိုအာသွန်ခွန်ဆိုင်ကုသပေးခဲ့တာကြောင့်အစွမ်းတွေကုန်ခန်းပြီးမူးလဲမလိုတော့ဖြစ်ခဲ့ရပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲကောင်လေးကသူမကိုအချိန်မီလှမ်းဖမ်းလိုက်နိုင်ခဲ့တယ်။သူမကကောင်လေးကိုကြည့်ပြီးနင်းရဲ့ဆူတောင်းပြေးသွားပြီလို့ပျော်ပျော်ရွှင်ရွှင်ပြောလိုက်ပါတယ်။ကောင်လေးလည်းသူကိုယ်တိုင်မတ်တက်ပြန်ရနိုင်တာကိုကြည့်ပြီးဝမ်းသာအားရနဲ့မယုံနိုင်အောင်ဖြစ်ခဲ့ရတာပေါ့။သူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ကောင်လေးကသူ့ရဲ့အဖိုးတန်ဆုံးဆွဲသီးလေးကိုသူမကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီဆွဲသီးကတကယ်ကိုတန်မိုးကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့သူမကလည်းလက်တုပ်ပြန်တဲ့အနေနဲ့ပန်းတရားဘူးလေးတစ်ခုရက်လုပ်ပြီးပေးခဲ့ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ဟာနောင်နာကမှာလည်းအမြဲတမ်းအတူတူရှိနေကြမယ်လို့ကတိပြုခဲ့ကြတယ်။ဒါပေမဲ့နောက်တစ်နေ့မှာပဲကောင်လေးရဲ့အိမ်တော်ထိန်းရောက်လာပြီးသူ့ကိုအတင်းခေါ်သွားပါတော့တယ်။သူ့အဖေကွယ်လွန်သွားတာကြောင့်နာရေးအတွက်အိမ်ပြန်ရမယ်လို့ပြောပါတယ်။ကောင်လေးကတော့မိသားစုအပေါ်တစ္ဆာမရှိခဲ့တဲ့အဖေဖြစ်သူကိုစိတ်တစနာမရှိတာကြောင့်ဆေးရုံကိုပဲပြန်လာပြီးမိန်းကလေးကိုရှာဖို့အတင်းစုလုပ်ခဲ့ပေမဲ့အိမ်တော်ထိန်းကမရမကခေါ်သွားခဲ့ရတာပါ။ကောင်လေးအိမ်ကနေဆေးရုံကိုပြန်ရောက်လာတဲ့အချိန်မှာတော့မိန်းကလေးကိုမတွေ့ရတော့ပါဘူး။အမှန်တော့အဲ့ဒီမိန်းကလေးကိုဆေးရုံအကြီးကမွေးစားထားခဲ့တာဖြစ်ပြီးမနေ့ကမှသူမရဲ့အရင်းမြစ်မိဘတွေကပြန်တွေ့လို့အိမ်ကိုခေါ်သွားခဲ့ကြတာပါ။နှုတ်ဆက်စကားလေးတောင်တိတိကျကျမပြောလိုက်ရပဲခွဲခွာခဲ့ရတဲ့အတွက်ကောင်လေးမှာရင်ကျိုးမတက်ခံစားခဲ့ရပါတယ်။16နှစ်ကြာပြီးနောက်ပြန်လည်ဆုံတွေ့ခြင်းမျက်စိတမိတ်တွင်းမှာပဲ16နှစ်ဆိုတဲ့အချိန်ကာလကြီးကုန်ဆုံးသွားခဲ့ပါပြီ။မိန်းကလေးဟာအရန်ကိုလှပတဲ့ပြိုမေတူဖြစ်လာခဲ့ပေမဲ့သူမရဲ့မိဘတွေကတော့သူမကိုမချစ်ကြပါဘူး။ဒါတင်မကသေးပဲသူမရဲ့ညီမလေးကိုစားတထေးကြီးတယောက်နဲ့အတင်းအဓမ္မသဘောတူလက်ထပ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့သူမလည်းစိတ်ဆက်ကြောင်းလန့်မှုကိုလက်ခံပြီးအဲ့ဒီတထေးကြီးရဲ့အိမ်ကိုရောက်သွားခဲ့တယ်။ဒါပေမဲ့တထေးကြီးရဲ့ပစ္စည်းစုဆောင်တဲ့အခန်းထဲကိုရောက်တဲ့အခါမှာတော့သူမလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရက်လုတ်ပေးခဲ့တဲ့ပန်းတရားဖူလေးကိုမမျှော်လင့်ပဲတွေးလိုက်ရပါတော့တယ်။သူမချက်ချင်းမှတ်မိသွားတာပေါ့။အတိတ်ကိုသတိရနေတော့မှပဲအဲ့ဒီတထေးကြီးအခန်းထဲဝင်လာပါတယ်။ဒါပေမဲ့သူကသူမကိုလုံးဝမမှတ်မိတဲ့အပြင်မင်းကိုငါမကြိုက်ဘူးဘယ်တော့မှလည်းလက်ထပ်မှာမဟုတ်ဘူးလို့အပြတ်ပြောချင်တာပါ။ဒါကိုကြားတော့မိန်းကလေးကလည်းဒေါသထွက်ပြီးနှစ်ယောက်သားအခြေတင်စကားများကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲတထေးကြီးရဲ့အမေဖြစ်သူအခန်းထဲကိုအလောတကြီးဝင်လာပြီးအဖွားဖြစ်သူတတိလစ်လဲကျသွားပြီလို့ပြောတာကြောင့်အားလုံးအဖွားရှိတဲ့အခန်းကိုပြေးကြည့်ကြရတယ်။အဖွားဖြစ်သူကတတိယလာတဲ့အချိန်မှာသူမရဲ့တခုလေးသောဆန္ဒကမြေးဖြစ်သူအိမ်အောင်ပြူတာကို
မြင်ကျင်တာဖြစ်ပြီးနောက်အနာဂတ်မှာလည်းတယောက်နဲ့တယောက်အစဉ်ပြေပြေပေါင်းသင်းသွားကြဖို့မှာကြားခဲ့ပါတယ်ပြီးတော့သူမရဲ့ချွေးမဖြစ်သူကိုမိန်းကလေးအတွက်လက်ဆောင်ဖြစ်ငွေထုတ်ယူခွင့်ကန့်သက်ချက်မရှိတဲ့ Black Card တကက်ပေးခိုင်းခဲ့တဲ့အဖွားကသူမအပေါ်ဒီလောက်အထိကျင်နာတနာလိမ့်မယ်လို့မထင်ထားခဲ့တာကြောင့်မိန်းကလေးကသူမရဲ့ကုသခြင်းအစွမ်းနဲ့အဖွားရဲ့ယောဂကိုပျောက်ကင်းအောင်ကူပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာပဲသူမဟာအဖွားရဲ့အခန်းထဲကိုတယောက်တည်းတိတ်တဆိတ်သွားခဲ့တဲ့အဖွားကသူမကိုမြင်တော့ဝမ်းသာသွားပေမဲ့မကြခင်မှာပဲပြန်ပြီးတတိလစ်သွားခဲ့ပါတယ်မိန်းကလေးကလည်းအချိန်မဆွဲတော့ပဲအဖွားရဲ့လက်ကိုကင်ပြီးကုသခြင်းအစွမ်းတွေကိုစတင်အသုံးပြုလိုက်ပါတော့တယ်ဒါပေမဲ့အဲ့ဒီလိုကုသနေတဲ့မြင်ကွင်းတစ်ခုလုံးကိုအပြင်ကနေတထေးကြီးငယ်စဉ်ကကောင်လေးကအကုန်လုံးမြင်တွေ့သွားခဲ့ရပါပြီ။